ဒီဇကားလေးကိုကိုရီးယားကနာမည်ကြီးမြောင်းအထက်တန်းကျောင်းကနေစတင်ထားပါတယ်။အဲ့ဒီကျောင်းမှာစူကန်လို့ခေါ်တဲ့ချမ်းသာတဲ့ကျောင်းသားတစ်ယောက်ရှိပြီးတခြားကျောင်းသားတွေကိုအနိုင်ကျင့်ရတာအယမ်းဝါသနာပါသူပါ။သူနဲ့သူ့တငယ်ချင်းတွေကသူတို့ထက်အားနည်းတယ်လို့ထင်တဲ့ကျောင်းသားတွေကိုအမြဲဒုက္ခပေးလေးရှိပါတယ်။အံ့ဩစရာကောင်းတာကကျောင်းကဆရာမတွေတောင်စူကန်ရဲ့လုပ်ရက်တွေကိုလစ်လျူရှုထားကြတယ်။ဘာလို့လဲဆိုတော့သူတို့ကစူကန်ရဲ့ဩဇာကြီးမားတဲ့မိသားစုကိုမလွန်ဆန်ရဲလို့ပါပဲ။ထုံးစံအတိုင်းဂျင်ယောင်းဆိုတဲ့ကျောင်းသားလေးဟာစူကန်နဲ့သူ့အုပ်စုရဲ့အမြဲတမ်းအနိုင်ကျင့်ခံရတဲ့ပြစ်မှတ်တစ်ခုဖြစ်နေပါတယ်။ဒီလိုအနိုင်ကျင့်နေတာတွေကိုမင်းကြီးလို့ခေါ်တဲ့ကျောင်းသူလေးကဗီဒီယိုတောင်ခိုးရိုက်ထားပါသေးတယ်။ဒီအချိန်မှာပဲကျောင်းကိုအသက်ရောက်လာတဲ့အလုပ်တင်ဆရာမလေးစီမင်ဘက်ကိုလှည့်ကြည့်ရအောင်ပါ။သူမကလုပ်ဖော်ကိုင်ဘက်တွေနဲ့အဆင်ပြေအောင်နေထိုင်ပြီးသူမရဲ့အလုပ်ကိုအပြစ်ကင်းစင်အောင်လုပ်ပြချင်နေသူပါ။ဒါမှတနေ့ကျရင်အမြဲတမ်းဆရာမယာတို့ကိုရနိုင်ပါလေ။တနေ့မှာသူမအိမ်သားထဲရောက်နေတော့ဂျေကွန်နဲ့တခြားဆရာမတစ်ယောက်စကားပြောနေတာကိုကြားလိုက်ရတယ်။သူတို့ကစီမင်းရဲ့ခုံမှာအရင်ကထိုင်သွားတဲ့ဆရာမအကြောင်းပြောနေကြတာပါ။ဒါနဲ့စီမင်းလည်းဆက်စုချင်စိမ့်နဲ့အဲ့ဒီဆရာမအကြောင်းကိုအင်တာနက်မှာရှာကြည့်လိုက်တယ်။မြောင်းအထက်တန်းကျောင်းကကျောင်းသားတွေရဲ့အနိုင်ကျင့်မှုကိုခံရပြီးနောက်ပိုင်းအဲ့ဒီဆရာမဟာမတွေးဝင့်စရာတွေလုပ်သွားခဲ့တယ်ဆိုတာသိလိုက်ရလို့စီမင်းရမ်းတုန်လှုပ်သွားခဲ့တယ်။ပိုဆိုးတာကတခြားဆရာတွေကဒီလိုကိစ္စမျိုးကိုကျောင်းမှာရိုးရိုးတဘာဝကိစ္စတစ်ခုလိုသဘောထားနေကြတာပါပဲ။စီမင်းအိမ်သားတွေကထွက်ပြီးစင်ကြံလန်းအတိုင်းလျှောက်လာတော့ဂျေကွန်ကသူမကိုရုံးခန်းနဲ့ရုတ်တရက်ခေါ်သွားပါတယ်။မြောင်းအထက်တန်းကျောင်းရဲ့အမှောင်ဘက်ချမ်းကိုစီမင်းကိုပြချင်လို့ပါ။ဗီဒီယိုထဲမှာစူကန်နဲ့သူ့ကိုင်းကထမင်းလေးရောင်းတဲ့အဖွားအိုတယောက်ကိုအနိုင်ကျင့်နေကြတာပါ။ကံကောင်းတာကအဲ့ဒီအဖွားအိုရဲ့မြေးဖြစ်ပြီးကျောင်းကိုအသက်ရောက်လာတဲ့ဂျင်ယောင်းကဝင်ကူညီပေးခဲ့တယ်။ဒါကြောင့်လဲစူကန်ကဂျင်ယောင်းကိုအနိုင်ကျင့်ဖို့ပြစ်မှတ်ထားလိုက်တာပါ။မြင်လိုက်ရတဲ့မြင်ကွင်းကိုစီမင်းလုံးဝမယုံနိုင်အောင်ဖြစ်သွားပေမဲ့ဂျေကွန်ကတော့ဒီပြဿနာတွေမှာဝင်မပါဖို့သတိပေးခဲ့ပြီးစီမင်းကလည်းစီနီယာဆရာမရဲ့အကြံပေးစကားကိုသဘောတူလိုက်ရပါတယ်။အဲ့ဒီနေ့ညဘက်မှာတော့စီမင်းဟာလက်ဝဲယုံတစ်ခုမှာသူမရဲ့အားကစားစွမ်းရည်တွေကိုလေ့ကျင့်နေပါတယ်။သူမရဲ့တငယ်ချင်းဖြစ်သူရဲအရာရှိကွန်ချန်းကလည်းလက်ဝဲလာထိုးဖို့ရောက်လာတယ်။အံ့ဩစရာကောင်းတာကစီမင်းဟာတကယ်တော့အဲ့ဒီယုံကလက်ဝဲနီးပြတစ်ယောက်ဖြစ်နေတာပါပဲ။အရင်ကသူမဟာဂျူဒိုနဲ့တိုက်ကွမ်ဒိုမှာလည်းထူးချွန်တဲ့အားကစားမယ်တူပါ။လူတွေကသူမကိုတနေ့လက်ဝဲရွှေတစ်စိမ့်ရလိမ့်မယ်လို့ထင်ခဲ့ကြပေမဲ့ဖခင်ဖြစ်သူရောင်းတက်မှာအကျွေးတွေအများကြီးတင်နေလို့သူမရဲ့အိမ်မက်တွေကိုစွန့်လွတ်ခဲ့ရပါတယ်။သူမစုဆောင်းထားတဲ့ငွေတွေကိုသုံးပြီးဒီလက်ဝဲယုံလေးကိုကယ်တင်ခဲ့ရတာပါ။သူမရဲ့10နှစ်ကြာစ조사ပန်းစားလှုပ်ဆောင်မှုတွေကြောင့်သာဒီလက်ဝဲယုံလေးအခုထိရပ်တည်နေနိုင်တာဖြစ်ပါတယ်။ကွမ်ချန်းနဲ့လေ့ကျင့်ပြီးသွားတော့စီမင်းဟာသူမရဲ့လက်ဝဲယုံထဲမှာတရိษံမျက်နှာဖုံးအများကြီးကိုသတိထားမိသွားတယ်။ဘသူလာထားတာလဲဆိုတာသူမစဉ်းစားမရဖြစ်နေတယ်။ကွန်ချန်းကတော့သူမအဖေကကလေးတွေနဲ့ကစားရင်းစုဆောင်းထားတဲ့မျက်နှာဖုံးတွေဖြစ်လိမ့်မယ်လို့ထင်နေပါတယ်။နောက်တစ်နေ့မှာတော့မြောင်းထက်တန်းကျောင်းမှာစာသင်နေတဲ့စီမင်းဟာလူတိုင်းနဲ့ရင်းနှီးအောင်စ조사နေပါတယ်။ကျောင်းသားတချို့စစ်လိတ်တောက်နေတာကိုတွေ့ရင်တော့မမြင်ချင်အောင်ဆောင်ပြီးလွှတ်ထားလိုက်တယ်။ကျောင်းအုပ်ကြီးသဘောကျအောင်နေပြီးအမြဲတမ်းဆရာမဖြစ်ဖို့ထောက်ခံစာရချင်နေလို့ပါ။ဒီအချိန်မှာပဲစူကန်နဲ့သူ့အုပ်စုဟာဂျင်ယောင်းကိုထပ်ပြီးဒုက္ခပေးဖို့အတွက်ကျောင်းကလုံခြုံရေးကင်မရာတစ်ခုကိုပိတ်ပစ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒါကိုမြင်သွားတဲ့စီမင်းကသွားတားခြင်းပေမဲ့ဟိုနေ့ကဂျေကွန်ပြောခဲ့တဲ့စကားကိုသတိရသွားလို့ဝင်မပါဖို့ပဲဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့စူကန်ရဲ့လုပ်ရက်တွေကပိုဆိုးလာတော့စီမင်းလည်းဒေါသကိုမထိန်နိုင်တော့ပဲစူကန်ကိုသွားပြီးသတိပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအနိုင်ကျင့်နေတာကိုခိုးကြည့်နေတဲ့အိုမင်ဆိုတဲ့နောက်ထပ်ကျောင်းသားတစ်ယောက်ကထွက်လာပြီးစူကန်နဲ့ပြဿနာမရှာဖို့စီမင်းကိုပြောပါတယ်။စူကန်ရဲ့အဖေကအစိုးရရှိနေချုပ်အမေကရှိနေဦးလေးဖြစ်သူကလည်းရဲဌာနမှာအလုပ်လုပ်တာကြောင့်သူဘာပဲလုပ်အပြစ်ပေးခံရဖို့ခက်ခဲကြောင်းရှင်းပြပါတယ်။ဒါကိုကြားတော့စီမင်းလည်းဂျင်ယောင်းကိုကူညီဖို့တွန့်ဆုတ်သွားခဲ့ပေမဲ့သူ့ကိုကယ်တင်ဖို့နောက်ထပ်အစီအစဉ်တစ်ခုစဉ်းစားလိုက်ပါတယ်။ခဏကြာမှာတော့စီမင်းဟာဖုံးပြောနေဟန်ဆောင်ပြီးစူကန်ကဂျင်ယောင်းကိုကြော့မဲ့စင်ကြံလမ်းဘက်ကိုရှောက်သွားပါတယ်။သူမကိုယ်တိုင်အန္တရာယ်ကြုံရမယ်ဆိုရင်တော့စူကန်ကိုဝင်တားဖို့အသင့်ဖြစ်နေပါပြီ။သူမကဂျင်ယောင်းကိုအတန်းနဲ့ပြန်သွားဖို့ပြောလိုက်ပြီးစူကန်ကိုလည်းအရင်ကမမြင်ဘူးသလိုဟန်ဆောင်ကတောင်းပန်လိုက်ပါတယ်။စူကန်ကတော့သူ့ရဲ့အနိုင်ကျင့်မဲ့အစီအစဉ်ပြတ်သွားလို့ဒေါသထွက်သွားပြီးကျောင်းမှာတခါမှမမြင်ဘူးတဲ့စီမင်းဟာဘသူလဲဆိုတာသိကျင်သွားတယ်။အဲ့ဒီတော့သူ့တငယ်ချင်းအိုမင်ကစီမင်းဟာစူကန်နိုင်ကျင့်လို့တေဆုံးသွားတဲ့ဆီယာမနေရာမှာအစားထိုးဝင်လာတဲ့ဆီယာမတစ်ဖြစ်ကြောင်းပြောပြလိုက်တယ်။ဒါကိုကြားတော့စူကန်အရန်ဒေါသထွက်သွားပြီးဒီကိစ္စကိုနောက်ဘယ်တော့မှမပြောဖို့အိုမင်ကိုသတိပေးလိုက်ပါတယ်။အဲ့ဒီညမှာတော့ကြက်ကြော်ဆိုင်မှာအချိန်ပိုင်းပို့ဆောင်ရေးအလုပ်လုပ်နေတဲ့ပြောင်ချင်းဟာနားချိန်မှာရောင်းတက်နဲ့အတူလက်ဝဲလေးကျင်နေပါတယ်။ရောင်းတက်ကသူတို့လိုပဲလက်ဝဲသမားဟောင်းဖြစ်တဲ့သူ့တငယ်ချင်းစွန်ဦးပိုင်တဲ့ဆိုင်ကိုအလဲလာတာပါ။သူတို့ခဏတာလေ့ကျင့်ပြီးတဲ့နောက်မှာတော့ရောင်းတက်ကအရင်ကသူလေ့ကျင့်ပေးခဲ့ဘူးတဲ့အရေးချင်းရှိတဲ့လက်ဝဲသမားလေးတစ်ယောက်အကြောင်းကိုပြောပြပါတယ်
ကန်ဆိုးစွာနဲ့ပဲဖခင်ဖြစ်သူရဲ့အမားတွေကြောင့်အဲ့ဒီလက်ဝဲသမားလေးရဲ့ဘဝလုံးဝပျက်စီးသွားခဲ့ရတယ်ဆိုတဲ့အကြောင်းပါနောက်ထပ်တစ်နေ့မှာတော့စီမင်ဟာဂျင်ယောင်းနိုင်ကျင့်ခံနေရတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျောင်းမှာသူ့ကိုသွားတွေ့ပါတယ်ဂျင်ယောင်းကကျောင်းအုပ်ချုပ်ရေးပိုင်းကိုတိုင်ကြားဖို့စ조사ခဲ့ပေမဲ့ဆရာတွေကစူကန်နဲ့သူ့ကိုင်းကိုအပြစ်ပေးရမှာကြောက်လို့ဘာမှမလုပ်ပေးခဲ့ဘူးလို့ဖွင့်ပြောပြပါတယ်ရဲစခန်းသွားတိုင်တော့လဲစူကန်လောက်တာပါဆိုတဲ့တက်တေထောက်ထားလိုတယ်လို့ပြောကြတယ်ဂျင်ယောင်းကကျောင်းမပြောင်းချင်ပါဘူးသူလုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်စူကန်ကိုထိုက်တန်တဲ့အပြစ်ပေးခံရတာကိုပဲလိုချင်နေတာပါသူကစီမင်ကိုအကူအညီတောင်းတော့စီမင်ခများအကြောင်းမှာအလုပ်တင်ဆရာမလေးတယောက်သာဖြစ်နေလို့ဘာလို့ရမှန်းမသိအောင်ဖြစ်သွားတယ်တခြားတစ်ဖက်မှာလည်းစူကန်ရဲ့မိဘတွေကဆရာတွေကိုအစားအသောက်တွေအမြဲပို့ပေးနေတာကြောင့်စူကန်ရဲ့လုပ်ရက်တွေကိုလူတိုင်းကမျက်ကွယ်ပြုထားကြတယ်ကျောင်းရဲ့အဓိကအလှူရှင်ဖြစ်သူရဲ့သားကိုစန့်ကျင်ပြီးစကားပြောဖို့ဆိုတာစီမင်အတွက်တကယ်ကိုခက်ခဲတဲ့ကိစ္စတစ်ခုပါအဲ့ဒီညနေမှာအိမ်ရောက်တော့စီမင်ဟာဂျင်ယောင်းအတွက်စိတ်ပူနေသေးပါအဲ့ဒီအချိန်မှာပဲအမျိုးသမီးလက်ဝဲပိုလူပွဲမှာသူမရှုံးနေခဲ့တုန်းကအတိတ်ကအမှတ်ရစရာတစ်ခုကိုရုတ်တရက်သတိရသွားတယ်အဲ့ဒီတုန်းကရောင်းတက်ကဒီပွဲကိုအေးဆေးနိုင်ရမှာလို့ပြောပြီးသူမကိုအပြစ်တင်ခဲ့တယ်သူအရန်စိတ်ပြတ်သွားပြီးဒေါသအလျောက်သူမဟာသူ့သမီးမဟုတ်တော့ကြောင်းနဲ့သူ့ရဲ့သမီးရင်းကတော့လက်ဝဲကျိုးဝိုင်းထဲမှာတင်တေဆုံးသွားခဲ့ပြီလို့ပြောခဲ့ပါတယ်လက်ရှိအချိန်ကိုပြန်ကြည့်ရရင်တော့ကျောင်းသားချိန်မှာစီမင်ဟာစူကန်နဲ့သူ့ကိုင်းကိုခေါမိုးပေါ်မှာသွားတွေ့ပြီးတခြားကျောင်းသားတွေကိုဒုက္ခမပေးဖို့တောင်းဆိုခဲ့တယ်။ဒါပေမဲ့စူကန်ကဒေါသထွက်သွားပြီးကျောင်းမှာပြဿနာမတက်ချင်ရင်ဝင်မပါဖို့သူမကိုသတိပေးခဲ့ပါတယ်။စီမင်ခေါမိုးပေါ်ကနေပြန်ဆင်းလာပြီးနောက်ဆရာမတွေအားလုံးစီကိုပညာရေးကော်မတီကနေသတင်းကြေညာချက်တစ်ခုရောက်လာပါတယ်။အဲ့ဒါကတော့မြောင်းထက်တန်းကျောင်းကကျောင်းသားတစ်ယောက်ဟာအကြမ်းဖက်မှုတွေနဲ့ဆရာတွေကျောင်းသားတွေကိုဒုက္ခပေးနေတယ်ဆိုတဲ့သတင်းပါပဲ။ဒီသတင်းကြောင့်အားလုံးတုန်လှုပ်သွားကြတယ်။ကျောင်းအုပ်ကြီးလည်းအရန်ဒေါသထွက်ပြီးဒီသတင်းဘလို့ပေါက်ကြားသွားလဲဆိုတာကိုသိချင်နေတယ်။ခဏနေတော့စူကန်ရဲ့မိထွေးဖြစ်သူကျောင်းကိုရောက်လာပြီးဒီသတင်းကြောင့်ဒေါသထွက်နေပါတယ်။ကျောင်းအုပ်ကြီးနဲ့ဆရာတွေကဘာမှမပြောရဲကြတော့စီမင်ကပဲရှေ့ထွက်ပြီးပညာရေးကော်မတီကိုတိုင်ကြားခဲ့တာသူမဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။စူကန်ရဲ့မိထွေးကစီမင်ရဲ့ခေါင်းကိုရိုက်လိုက်ချိန်မှာစီမင်ဟာငြိမ်ပြီးပဲနေလိုက်တယ်။စူကန်ရဲ့မိသားစုကိုထိတ်တိုက်ရင်ဆိုင်ဖို့သူမမှာအင်အားမရှိသေးဘူးဆိုတာကိုသူမကောင်းကောင်းနားလည်လိုက်လို့ပါ။ကျောင်းအုပ်ကြီးရုံးခန်းထဲမှာတော့စူကန်ကကျောင်းအုပ်ကြီးကိုစီမင်ဘာဖြစ်သွားမလဲလို့မေးပါတယ်။ကျောင်းအုပ်ကြီးကသူမကိုအလုပ်ဖြုတ်ပစ်မယ်လို့ပြောလိုက်တဲ့အခါစူကန်ကကျောင်းအုပ်ကြီးရဲ့ခြေထောက်ကိုကန်လိုက်ပြီးစီမင်ကိုအလုပ်ဖြုတ်တာကိုသူလက်မခံနိုင်ဘူးလို့ပြောပါတယ်။ဒါကြောင့်ကျောင်းအုပ်ကြီးလည်းသူ့ယာရူးကိုကြောက်တာနဲ့စီမင်ကိုအလုပ်မဖြုတ်ဖို့သဘောတူလိုက်ရတယ်။တခြားတစ်ဖက်လမ်းမပေါ်မှာတော့စီမင်ဟာကျောင်းကအနိုင်ကျင့်ခံရတဲ့ပြဿနာတွေအတွက်အရန်ကိုစိတ်ပြတ်နေပါတယ်။ဒါနဲ့စူကန်ကိုအပြစ်ပေးဖို့တခုခုလုပ်လို့ရနိုင်မလားဆိုတာကွမ်ချန်းနဲ့တိုင်ပင်ဖို့ဆုံးဖြတ်လိုက်တယ်။ကွမ်ချန်းကတော့ဒါကအတော်လေးအကဲဆက်တဲ့အခြေအနေဖြစ်ကြောင်းအထူးသဖြင့်ဒီကိစ္စတွေရဲ့နောက်ွယ်ကတရားခံဟာစူကန်ဖြစ်တယ်ဆိုတာပြစရာသက်သေမရှိတာကြောင့်လို့ရှင်းပြပါတယ်။အကယ်၍ဂျင်ယောင်းကသာသက်သေမပါဘဲသွားတိုင်ရင်မဟုတ်မမှန်ဆွဆွဲမှုနဲ့သူကိုယ်တိုင်အဖမ်းခံရနိုင်တယ်လို့ပြောလိုက်တယ်။ဒါကိုကြားတော့စီမင်ပိုပြီးတောင်စိတ်ရှုပ်သွားပါတော့တယ်။သူမရဲ့တိုက်ခန်းကိုပြန်ရောက်တော့လက်ဝဲကျင်ပြီးတဲ့ကလေးတချို့ကိုလာကြိုတဲ့ဖခင်ဖြစ်သူကိုတွေ့လိုက်ရတယ်။ဒါပေမဲ့သူမကတော့အဖေကိုမြင်ရတာပျော်ပုံမရပဲ။ရောင်းတက်ကနှုတ်ဆက်ဖို့စ조사ပေမဲ့ဘာမှသိမပြောဘဲထွက်သွားခဲ့ပါတယ်။နောက်ပိုင်းစီမင်တယောက်စတိုးဆိုင်မှာခောက်ဆွဲပြုတ်ဝယ်နေတော့စူကန်တို့အုပ်စုရောက်လာပြီးသူမကိုစတင်နှောက်ယှက်တဲ့အခါသူမအယမ်းလန့်သွားတယ်။သူတို့ကသူမအနေနဲ့သူတို့အားလုံးကိုဘယ်တော့မှရှင်းနိုင်မှာမဟုတ်ဘူးလို့ပြောကြတယ်။အဲ့ဒီအချိန်မှာစီမင်ဟာစူကန်နဲ့ပြဿနာမရှာဖို့ပြောခဲ့တဲ့ဂျေကွန်ရဲ့အကြံပေးစကားကိုသတိရလိုက်ပါတယ်။သူမအနေနဲ့ဥပဒေကြောင်းအရပြဿနာတက်နိုင်ပြီးအထူးသဖြင့်စူကန်ရဲ့ဦးလေးကသူမလိုအလုပ်တင်ဆရာမလေးတယောက်ရဲ့ဘဝကိုအလွယ်တကူဖျက်ဆီးပစ်နိုင်လို့ပါပဲ။အိမ်ပြန်ရလမ်းမှာဒီပြဿနာကိုတွေးနေတုန်းစီမင်ဟာလမ်းဘေးကအယံမူးနေတဲ့လူတစ်ယောက်ကိုမတော်တဆဝင်တိုက်မိသွားတယ်။အဲ့ဒီလူကဒေါသထွက်ပြီးစီမင်ရဲ့ခေါင်းကိုဆက်ရိုက်ပါတော့တယ်။ဒီလောက်ရက်ကသူမကိုအယံဒေါသထွက်စေပြီးအဲ့ဒီလူသတိလစ်သွားတဲ့အထိကန်ကြောက်လိုက်ပါတယ်။စူကန်ရဲ့မတရားတဲ့လုပ်ရက်တွေအတွက်မှန်ကန်တဲ့တုံ့ပြန်မှုတစ်ခုလုပ်ဖို့သူမပြက်ပြက်သားသားဆုံးဖြတ်လိုက်ပါပြီ။စူကန်နဲ့သူ့အုပ်စုကတော့ဘတ်စကတ်ဘောကွင်းမှာကစားနေတုန်းတခြားကစားသမားတစ်ယောက်ကသူ့ကိုမတော်တဆဝင်တိုက်မိသွားတယ်။ဒီအတွက်စူကန်ကအရန်ဒေါသထွက်ပြီးအဲ့ဒီကစားသမားနဲ့ရန်ဖြစ်ကြပါတော့တယ်။ကွင်းနဲ့မနီးမဝေးမှာတော့စီမင်ကအခြေအနေကိုစောင့်ကြည့်နေပြီးစူကန်ရဲ့မတရားမှုတွေအတွက်လက်စားချေဖို့စီစဉ်နေပါတယ်။သူမဟာကြောင်မျက်နှာဖုံးကိုစွတ်ပြီးပြဿနာရှာနေတဲ့လူမိုက်လေးကိုဝင်ရောက်တိုက်ခိုက်ပါတော့တယ်။ပိုထူးဆန်းတာကအဲ့ဒီနားမှာကြကြော်လာပိုးတဲ့ပြောင်ကျင်ကဒီတိုက်ပွဲကိုလျှို့ဝှက်စွာမြင်တွေ့သွားတာပါပဲ။ရုတ်တရက်ရဲတွေရောက်လာပြီးရန်ပွဲကိုဖြိုခွဲလိုက်တဲ့အတွက်စူကန်နဲ့သူ့တငယ်ချင်းတွေထွက်ပြေးသွားရတယ်။နောက်တစ်နေ့မှာတော့မင်းညကစူကန်ကိုပညာပေးလိုက်ရတဲ့အတွက်စီမင်တယောက်အရန်ကိုပျော်ရွှင်နေပါတော့တယ်။
အဲ့ဒီအချိန်မှာမျက်နှာဖုံးစိုးတယောက်ရဲ့ရိုက်နှက်တာကိုစူကန်ခံလိုက်ရတယ်ဆိုတဲ့သတင်းကတကြောင်လုံးကိုပြန့်နှံ့သွားတယ်။ဆရာတွေနဲ့ကျောင်းသားများစွာကရဲရင်းနဲ့ကြောင်မျက်နှာဖုံးရှင်ကိုသဘောကျနေကြပြီးသူရဲကောင်းတယောက်လိုသတ်မှတ်နေကြတယ်။အတန်းထဲမှာတော့စူကန်ကသူ့ရဲ့စပွဲခုံပေါ်မှာတခြားကျောင်းသားတွေရေးဆွဲထားတဲ့ကြောင်မျက်နှာဖုံးပုံတွေကိုတွေ့ပြီးအယံဒေါသထွက်နေတယ်။သူ့စပွဲကိုတောင်လွှင့်ပစ်လိုက်ပြီးဆရာတင်တာကိုလည်းစိတ်မဝင်စားတော့ဘူး။နောက်ဆုံးတော့စူကန်ဟာသူ့တငယ်ချင်းတွေနဲ့အတူကျောင်းကနေထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်။ဒေါသမပြေသေးတဲ့စူကန်ဟာလမ်းပေါ်မှာကားကိုအရှိန်ပြင်းပြင်းမောင်းနေလို့သူ့တငယ်ချင်းတွေတောင်ကြောက်လန့်နေကြတယ်။သူကဂျင်ယောင်းစီမှာသူ့ဒေါသတွေကိုဖြေဖျောက်လို့ရတယ်ဆိုပြီးသူတို့ကိုနှစ်သိမ့်လိုက်တယ်။ဂျင်ယောင်းရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါစူကန်ကမဲပြုံးလေးပြုံးလိုက်ပြီးဒီကြံကိုသဘောကျကြောင်းပြသလိုက်ပါတယ်။သူမရဲ့လက်ဝဲယုံထဲမှာတော့စီမင်ဟာကြောင်မျက်နှာဖုံးစွပ်ပြီးစူကန်ကိုရင်ဆိုင်ခဲ့ရတဲ့အတွက်ကျဉ်နဲ့နေပါတယ်။စီမင်ဟာကြောင်ဝတ်စုံဝတ်ပြီးသူမရဲ့ကျောင်းသားကိုတိုက်ခိုက်ခဲ့တာကိုသိနေတဲ့ကွမ်ကျန်းကတော့တရားမျှတမှုကိုရှာဖွေဖို့တခြားနည်းလမ်းတွေရှိသေးတာကြောင့်ဆက်မလုပ်ဖို့တတိပေးခဲ့ပါတယ်။ဒီအချိန်အဆောက်အဦတစ်ခုထဲမှာတော့စူကန်နဲ့သူ့ကိုင်းဟာဂျင်ယောင်းကိုရက်ဆက်တဲ့ကစားနည်းတစ်ခုမှာပါဝင်ခိုင်းနေပါတယ်။သူဟာအင်ဂျီမပါဘဲခေါင်းမှာပလတ်စတစ်အိတ်ဆုပ်ပြီးလှေကားပေါ်ကနေဆင်းလာရတာပါ။အောက်ထပ်ကိုရောက်တဲ့အခါလုံခြုံမဲ့နေရာကိုပြေးရှာရင်းပြောင်းကျင်အလုပ်လုပ်တဲ့ကြက်ကြော်ဆိုင်ကိုရောက်သွားတယ်။စွန်ဦးကဂျင်ယောင်းရဲ့အခြေအနေကိုမြင်ပြီးအယမ်းအံ့ဩသွားကချက်ချင်းပဲကူညီပေးလိုက်ပါတယ်။ရောင်ကျင်ကတော့အကူအညီတောင်းဖို့စီမင်ရဲ့လက်ဝဲယုံစီကိုဆိုင်ကယ်နဲ့အမြန်မောင်းသွားခဲ့တယ်။စီမင်ကသူမရဲ့ကြောင်မျက်နှာဖုံးကိုဖျောက်ဖျက်ပစ်တော့မဲ့အချိန်မှာပဲပြောင်းကျင်ရောက်လာပြီးစူကန်ကဂျင်ယောင်းကိုအင်ဂျီချုပ်ခိုင်းတဲ့အကြောင်းနဲ့အခုစွန်ဦးရဲ့ဆိုင်မှာရောက်နေကြောင်းပြောပြပါတယ်။ဒါအပြင်သူကဘတ်စကတ်ဘောကွင်းမှာတော့ရဲကိုဖုန်းဆက်ခေါ်ခဲ့တာသူဖြစ်ကြောင်းနဲ့ကြောင်မျက်နှာဖုံးနောက်ကလူဟာစီမင်ဖြစ်တယ်ဆိုတာကိုသိကြောင်းလည်းပြောပြလိုက်ပါတယ်။စွန်ဦးရဲ့ဆိုင်မှာတော့ဂျင်ယောင်းဟာအနိုင်ကျင့်ခံရလွန်းလို့အရန်ကိုပင်ပန်းနွမ်းနယ်နေပါပြီ။ဒါကြောင့်သူကဓာတ်တစ်ချောင်းကိုယူပြီးစူကန်ကိုရင်ဆိုင်ဖို့အပြင်ကိုထွက်သွားပါတယ်။တစ်ဖက်မှာတော့ဂျင်ယောင်းလှေကားပေါ်ကနေဆင်းလာရတဲ့ဒုက္ခရောက်နေတဲ့ပုံကိုမင်းကြီးဗီဒီယိုရိုက်ထားတာတွေ့ရလို့စူကန်အရန်ဝမ်းသာနေတယ်။သူကအင်တာနက်မှာမတင်ခင်ဗီဒီယိုကိုတဲဖြတ်ဖို့သူ့တငယ်ချင်းတယောက်ကိုဆက်သွယ်လိုက်တယ်။မင်းကြီးကတော့ပိုဆိုးလာတဲ့စူကန်ရဲ့လုပ်ရက်တွေကိုသဘောမကျလို့ထွက်သွားခဲ့ပါတယ်။မကြခင်မှာပဲစီမင်ဟာကြောင်မျက်နှာဖုံးကိုစုပ်ပြီးဘီလီရဲ့ခုံကိုရောက်လာကသူမနဲ့စူကန်တို့ကြားတိုက်ပွဲစတင်ပါတော့တယ်။သူတို့အချင်းချင်းတိုက်ခိုက်နေတော့ရုတ်တရက်ဂျင်ယောင်းကဓာတ်တစ်ချောင်းကင်ပြီးရောက်လာတယ်။ဂျင်ယောင်းကစူကန်ကိုအန်ရီပြုတော့မယ်ဆိုတာကိုစီမင်ရိပ်မိသွားပြီးသူမကိုယ်တိုင်ဒဏ်ရာရမှာကိုတောင်ဂရုမစိုက်ပဲဝင်သားခဲ့ပါတယ်။ဂျင်ယောင်းရဲ့ဓာတ်ကြောင့်ရတဲ့ဒဏ်ရာကနေသွေးတွေအများကြီးထွက်သွားတဲ့အတွက်စီမင်ဟာဆေးရုံမှာကုသမှုခံယူနေရပါတယ်။အသက်အန္တရာယ်ကြုံလူနီးပါးဖြစ်ခဲ့ရတဲ့သမီးဖြစ်သူအတွက်ရောင်းတက်အရန်ကိုစိုးရိမ်နေပါတယ်။သူမရဲ့ကြောင်မျက်နှာဖုံးကိုမြင်လိုက်ရတဲ့အခါစူကန်ကိုလက်စားချေဖို့သူဆုံးဖြတ်လိုက်တယ်။သူဟာကြောင်မျက်နှာဖုံးကိုစွပ်ပြီးစူကန်နဲ့သူ့ဂိုင်းသားတွေရှိနေတဲ့နေရာကိုတိုက်ရိုက်သွားကစူကန်ကိုတယောက်ချင်းရှင်ပြိုင်ဖို့စိန်ခေါ်ပါတော့တယ်။အချိန်အနည်းငယ်ကြာပြီးနောက်မှာတော့တက်တာလာပြီလို့ခံစားရတဲ့စီမင်ဟာဆေးရုံကနေဆင်းခွင့်ပြုဖို့ကွန်ကျန်းကိုနားချခဲ့ပါတယ်။ပြဿနာပိုတက်နိုင်တဲ့ဂျင်ယောင်းကိုသူမကာကွယ်ပေးခြင်းလို့ပါ။လူနာဆောင်ကနေထွက်လာတဲ့အခါမှာတော့စူကန်နဲ့ရန်ဖြစ်ပြီးနောက်အရိုက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ကလတ်ထိုင်ပေါ်မှာထိုင်နေတဲ့ရောင်းတက်ကိုမမျှော်လင့်ပဲတွေးလိုက်ရတယ်။ဒါကပြဿနာရှာတဲ့ចောင်းသားအပေါ်သူမရဲ့ဒေါသကိုပိုပြီးကြီးထွားလာစေပါတယ်။ဆေးရုံမှာစီမင်ဟာညီမဖြစ်သူကိုပြုစုနေတဲ့ဂျေကွန်နဲ့လည်းဆုံခဲ့ပါတယ်။စီမင်ကအံ့ဩသွားပြီးသူမဆေးရုံရောက်နေတဲ့အကြောင်းရင်းအမှန်ကိုဖုံးကွယ်ဖို့ကြိုးစားခဲ့ပါတယ်။အိမ်ပြန်လမ်းမှာရောင်းတက်ကသူ့ရဲ့အတိတ်ကအမှားတွေအတွက်စီမင်ကိုတောင်းပန်ဖို့ကြိုးစားပါတယ်။နိုင်ငံတော်အိုလံပစ်လက်ဝှေ့ရွေးချယ်ပွဲဘိုလူပွဲမှာသူမဝင်ပြိုင်ခဲ့တုန်းကအကြောင်းကိုသူပြန်ပြောပြတယ်။စီမင်ကပွဲကိုနိုင်တော့မဲ့အနေအထားမှာရှိပေမဲ့နောက်ဆုံးစက္ကန့်တွေမှာသူမရဲ့တိုက်ခိုက်မှုတွေကိုလျှော့ချလိုက်ပြီးပြိုင်ဘက်ကသူမကိုအလဲထိုးသွားအောင်ခွင့်ရေးပေးလိုက်ပါတယ်။ဒီကိစ္စကြောင့်ရောင်းတက်အရန်ကိုဒေါသထွက်ခဲ့ရတာပါ။မထင်မှတ်ပဲပွဲမတိုင်ခင်မှာစီမင်ဟာရောင်းတက်ရဲ့အကျွေးတွေကိုဆက်ပေးဖို့ငွေကြေးကမ်းလှမ်းတဲ့လူတစ်ယောက်နဲ့တွေ့ခဲ့တယ်။ဒါပေမဲ့စီကန်းချက်ကတော့ဘိုလူပွဲမှာသူမရှုံးပေးရမှာပါ။ရောင်းတက်ကဒီအကြောင်းကိုသိခဲ့ပြီးသူမကိုအရှုံးသမားတစ်ယောက်လိုသဘောထားခဲ့ပေမဲ့အခုတော့သူမရဲ့စွန့်လွတ်အနစ်နာခံမှုကိုနားလည်သွားပြီဖြစ်လို့သူမကိုတောင်းပန်ခဲ့တာပါ။ဖခင်ရဲ့တောင်းပန်စကားကိုကြားရတဲ့အခါထိုင်ကုန်မှာထိုင်နေတဲ့စီမင်ဟာမျက်ရည်တွေကိုထိန်းထားရင်းတိတ်တဆိတ်ပဲနေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ကြောင်မျက်နှာဖုံးရှင်ဟာသူတို့ကျောင်းကဖြစ်ကြောင်းစူကန်နဲ့အိုမင်တို့သိသွားကြတယ်။သူတို့ကကျောင်းသားတွေရဲ့ဘဲဘက်လက်မောင်းမှာပြက်ရှဒဏ်ရာရှိမရှိလိုက်စစ်ဆေးပြီးအဲ့ဒီလူဘသူလဲဆိုတဲ့တဲလွန်စာကိုချက်ချင်းဆရှာကြပါတော့တယ်။ကန်ဆိုးကျင်တော့သူတို့စစ်ဆေးခဲ့တဲ့ကျောင်းသားတွေအားလုံးမှာဒဏ်ရာမရှိပါဘူး။အဲ့ဒီအချိန်မှာတခြားကျောင်းသားတစ်ယောက်နဲ့တိုက်မိပြီးဘဲဘက်လက်မောင်းဒဏ်ရာရသွားတဲ့စီမင်ကိုစူကန်မတော်တဆသတိထားမိသွားတယ်။နောက်ဆုံးတော့သူရှာနေတဲ့ကြောင်မျက်နှာဖုံးရှင်ဟာသူမဖြစ်ကြောင်းသူသိသွားပါတော့တယ်
နောက်ပိုင်းဆရာများနားနေခန်းမှာစုကန်ကစီမင်ကိုဝင်တိုက်ပြီးသူမရဲ့ဒဏ်ရာရနေတဲ့လက်မောင်းကိုတမင်တကာဆွဲကင်လိုက်ပါတယ်။ဂျင်ယောင်းသူ့ကိုအန္တရာယ်ပြုဖို့စ조사တော့ကဘာလို့သူ့ကိုကယ်ခဲ့တာလဲလို့သူကမေးလိုက်တယ်။စီမင်ကဂျင်ယောင်းပြဿနာမတက်အောင်ကာကွယ်ပေးခြင်းလို့လုပ်ခဲ့တာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။ဒေါသထွက်နေတဲ့စုကန်ကအစာပိုင်းမှာသူမရဲ့ခေါင်းကိုပလတ်စတစ်အိတ်နဲ့ဆွတ်ပြီးအသက်ရှူကျပ်အောင်လုပ်ဖို့စ조사ခဲ့ပေမယ့်ကျောင်းပွဲတော်မှာလက်ဝှေ့ပွဲကျင်းပမဲ့လက်ကမ်းစာဆောင်ကိုမြင်ပြီးစိတ်ပြောင်းသွားပါတယ်။သူကကျောင်းသားတွေနဲ့ဆရာတွေရှေ့မှာအားလုံးမြင်အောင်ကြိုးဝိုင်းထဲမှာသူမကိုစိန်ခေါ်ဖို့ဆုံးဖြတ်လိုက်တယ်။စီမင်လည်းသဘောတူလိုက်ရတယ်။ဘာလို့လဲဆိုတော့သူစိန်ခေါ်တာကိုညင်းရင်ဂျင်ယောင်းသူ့ကိုအန္တရာယ်ပြုဖို့စ조사ခဲ့တဲ့ဗီဒီယိုကိုရဲလက်အပ်မယ်လို့စုကန်ကချိန်ချောက်ခဲ့လို့ပါ။နောက်တစ်ချိန်မှာတော့ဂျင်ယောင်းဟာခေါင်းမိုးပေါ်ရောက်နေပြီးမတွေးဝန်းစရာတစ်ခုခုကိုလှုပ်တော့မဲ့ပုံပါပဲ။ကံကောင်းထောက်မစွာနဲ့စီမင်ရောက်လာပြီးသူ့ကိုဖြောင်းဖြနိုင်ခဲ့တယ်။သူ့ကိုအရန်ချစ်တဲ့အဖွားဖြစ်သူကိုတတိယဖို့နဲ့ဆက်ပြီးတောက်ခံထားဖို့သူမကတတိပေးခဲ့ပါတယ်။စီမင်ရဲ့စကားကိုကြားပြီးနောက်ဂျင်ယောင်းဟာသူ့ရဲ့အမှောင်ဖုံးနေတဲ့တွေးတွေကိုစွန့်လွတ်လိုက်ပြီးငိုကြွေးနေတဲ့သူကိုစီမင်ကချက်ချင်းဖတ်ထားကနှစ်သိမ့်ပေးခဲ့ပါတယ်။ရက်အနည်းငယ်ကြာပြီးနောက်မှာတော့စုကန်နဲ့စီမင်တို့ရဲ့ပြိုင်ပွဲသတင်းဟာပြန့်နှံ့သွားပါပြီ။ပြိုင်ပွဲနေ့မှာပြောင်ကျင်ကစီမင်ကိုအားပေးဖို့ចောင်းသားအားလုံးကိုကြောင်မျက်နှာဖုံးတွေစိတ်လှုပ်ရှားစွာဝေငှပေးခဲ့တယ်။ပွဲစာနဲ့စုကန်ကစီမင်ကိုအသာစီးရဖို့သူ့ရဲ့ကိုယ်ခံပညာစွမ်းရည်အားလုံးကိုအသုံးချခဲ့ပြီးတိုက်ခိုက်နေရင်စီမင်ရဲ့သပင်တွေတောင်ပြေကျသွားခဲ့တယ်။ကြောင်မျက်နှာဖုံးနောက်ကလူဟာမိန်းကလေးတစ်ယောက်ဖြစ်နေမှန်းသိလိုက်ရလို့ပရိသတ်တွေအားလုံးအံ့ဩသွားကြတယ်။ဒါပေမဲ့စုကန်ကတော့အလျှော့မပေးခဲ့ပါဘူး။စီမင်ရှုံးပြီလို့ကြေညာတော့မဲ့အချိန်လေးမှာပဲသူမကအခြေအနေကိုပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။သူမကမျက်နှာဖုံးကိုချွတ်ချလိုက်တဲ့အခါမျက်နှာဖုံးရှင်ဟာစီမင်ဖြစ်နေတာကိုအားလုံးကထပ်ပြီးအံ့ဩသွားကြပြန်တယ်။အဲဒီနောက်သူမကစုကန်ကိုကျိုးဝိုင်းအပြင်လွင့်ထွက်သွားအောင်ကန်ထုတ်လိုက်ပြီးဂျင်ယောင်းရှိမှဒူးထောက်စေကသူမရဲ့အောင်ပွဲကိုအခိုင်အမာရယူလိုက်ပါတယ်။သူမကစုကန်ကိုဂျင်ယောင်းအားတောင်းပန်ခိုင်းပေမဲ့သူကခေါင်းမာမာနဲ့ညှင်းဆန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့စီမင်နဲ့ဂျင်ယောင်းတို့ကအနိုင်ကျင့်တဲ့စုကန်ကိုရဲစခန်းမှာတွားရောက်တိုင်ကြားတာကိုဇက်ကားမှာပြသထားပါတယ်။မကြခင်မှာပဲမင်းကြီးရောက်လာပြီးကျောင်းမှာစုကန်အကျန်းဖက်ခဲ့တဲ့တပ်တွေထောက်ထားတွေကိုပေးအပ်ခဲ့ပါတယ်။အချိန်တန်ကြာပြီးနောက်မြောင်းထက်တန်းကျောင်းကနေထွက်သွားတဲ့စီမင်ကိုကျွမ်းမနီးပြအဖြစ်အလုတ်တစ်မှာမြင်တွေ့ရပါတယ်။ဒီဇလန်းကနေရလိုက်တဲ့သင်ခန်းစာကတော့အနိုင်ကျင့်တဲ့သူတွေပြည့်နေနေတဲ့ကျောင်းတစ်ကျောင်းစီကိုတရားမျှတမှုယူဆောင်လာပေးနိုင်တဲ့အမကန်လက်ဝှေ့စွမ်းရည်ပိုင်ရှင်ကြောင့်မျက်နှာဖုံးဆွဆရာမတယောက်ရဲ့စွမ်းအားကိုဘယ်တော့မှအထင်မသေးပါနဲ့ဆိုတာပါပဲ။